လာခဲ့နင်တို့လိန်ကိစ္စကြောင့်ကျမရှင်းလုံးပြောပြမယ်အာမနာရှာမကြိုကျမပြောပြမယ်ကျမတငယ်ချင်းတို့ကျမပြောလိုက်လေတို့ဘယ်လိုပြောရသလားငါတို့ကတဲ့ဒီကိစ္စကိုအာယုံမလာအောင်လေငါတို့ကယူကြတယ်ဆိုတာဒီကိစ္စကိုအာယုံမလာအောင်လေဒီကိစ္စကြောင့်ယူကြမှာမဟုတ်ဘူးတဲ့ဒါဆိုပန်းတရတူယူလေယူနိုင်လို့လားပန်းတရတူယူနိုင်လားငါတို့စက္ကန့်လို့ယူဆိုငါတို့ကမလို့ချင်းရှင်းရှင်းလေးပြောစက္ကန့်တော့ငါတို့ကစိတ်ဝင်စားအာယုံမလာအောင်မင်းကလေးတော်များပြောတတ်တယ်နော်အလားမဖြစ်နိုင်တာအိမ်ထောင်တစ်ခုမှဒီဟာအဓိကမဟုတ်ဘူးဆိုမှဒါအဓိကနေရာတစ်ခုမှလည်းကြားတယ်အိမ်ထောင်တစ်ခုမှအဓိကတော့ပတ်စံမှန်တယ်ဒါပေမဲ့လေအဓိကအရာပတ်စံဒါပေမဲ့ဒီလိန်ကိစ္စတွေပါတယ်နော်ဒီလိန်ကိစ္စမပါဆိုဘာလို့ယောက်ျားလေးမရင်ငယ်ထားနေတော့မှလဲတကယ်ပြောတာနေအပြုစုတော်ကြည့်နေယောက်ျားဖောက်ပြန်မပြောနဲ့နေနာအပြုစုတော်ကြည့်ယောက်ျားတွေကမကြိုက်ဘူးလူကောင်းလေးတေနေတဲ့မိန်းမကိုမကြိုက်ကြအောင်ဒီကိစ္စပြောလိုက်ဆိုမြန်မာတွေကတော်တော်များဒါရှက်စရာတကယ်တော့ဒါရှက်စရာမဟုတ်ဒါလူတိုင်းဖြစ်နေတဲ့အရာဟုတ်တယ်ဘုသူတအနေနဲ့ပြောပြနော်ဒါပေမဲ့မင်းကလေးကိုပဲအပြစ်တင်လို့မရဘူးယောက်ျားလေးလည်းလိုတယ်ယောက်ျားလေးတစ်ခုကိုကျမကြည့်ရကွတ်ဆိုမင်းကလေးကိုကွတ်ဆိုလုံးလိုက်ကွတ်ဆိုထိုးထင်းလိုက်ရပြီအရက်ပြက်ဆိုဒါဆိုပြီးပြီတို့လို့မင်းကလေးကပြီးမပြီးတို့လို့မသိဘူးဒီကိစ္စပြောတယ်ဆိုကနေပြောနေဝင်ဒီကမပါငါတို့အာယုံမလားနော်အာယုံလာလို့ပြောပြတာမဟုတ်ဘူးကျမတိအောင်လို့ပြောပြယောက်ျားလေးတချို့ကိုစိတ်ဆန္ဒပြီးရပြီမိန်းကလေးကိုမထွက်တတ်ဘူးတခါကလေးမွေးဘူးတဲ့မိန်းမတွေကပို့ဆိုးတယ်အောက်ကဘယ်လိုပြောမလဲမိန်းမကိုကကျတော့6တွေ့နေဖြစ်တဲ့ကြောင့်အလောက်ထိဘယ်လိုပြောမလဲစိတ်ဆန္ဒအလောက်ထိမတက်ကြွနိုင်ဘူးပြောချင်တာအလောက်ထိလွယ်ကူကူနဲ့ဟိုဗါလဲဟိုမှုတဲ့အရေးအဲ့ဒါမထုတ်ပေးနိုင်ဘူးတကယ်ဆိုမိန်းကလေးတယောက်လေးဒါလေးနည်းနည်းလေးနော်နှုတ်ဒီကောင်းလေးနည်းနည်းဘယ်လိုပြောမလဲအဲ့လိုမျိုးပေါ့လောက်ပြီးမှအဲ့လိုမျိုးလေးတော့မဟုတ်ဘူးပြောရမဆိုကိုမှလည်းတာယာမှုလိုချင်နေဆိုကိုရဲ့မိန်းမမှလည်းတာယာမှုပေးနိုင်ရမယ်ငါမိန်းမကလေးဘာဖြစ်တယ်ဒီအဖောက်ကဘယ်လောက်ဖြစ်နေပြီအပေါက်ကဘယ်လောက်ကျေနေပြီဘလို့မကောင်းဘူးဘာညာတငယ်ချင်းတွေ့ပြောကိုကတော့ညွညင်နေဦးမယ်ဒါပေမဲ့သူ့ကြည့်လိုက်တော့စက္ကန့်ထင်ညာဘာမှဟောမဖြစ်ဘူးကွာထိုးထဲမင်းကလေးနေလို့ကောင်းနေမထင်နဲ့တော့နားတယ်နော်မင်းကလေးကနေလို့မကောင်းဘူးဒါကြောင့်လေလူတယောက်ရှိတာလေအိမ်ထောင်ကြီးမှလည်းအဓိကဒါလေးလိုတယ်နော်မင်းကလေးလေးတင်နော်မတင်နဲ့မဟုတ်ဘူးတင်ဒီကငါဖားလို့ဆရာမမဟုတ်ငါမတင်မဟုတ်ဘူးနော်တင်ရမယ်အိမ်ထောင်ကြီးမှလိုတယ်မလိုတာမဟုတ်ဘူးလိုတယ်ယောက်ျားလေးလည်းအတူတူပဲကိုပဲအရသာခံခြင်းမနေနဲ့ကိုမိန်းမကိုလည်းတာရအောင်ဘယ်လိုလုပ်တတ်ပေးတတ်ရမလဲဆိုတာတင်ရှင်းရှင်းလေးရိုင်းပြောကိုကပဲအဲ့လိုအလုပ်ခံမချင်နဲ့ကိုလည်းမိန်းမတယောက်အဲ့လိုလုပ်တတ်ဖို့တင်အဲ့ဒါကိုပြနော်ရိုင်းပြောရအဲ့လိုပဲဒီလိုပြောလိုက်လို့ဒီကမှပါမထင်နဲ့တော့ကိုကကိုနေတာကိုအကန့်နဲ့ကိုဘဟုတုတရလာပြောပြတာရှိရမြန်မာ